ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်ဒီငါးမှာလေးပဲရက်ပြီးတော့နောက်ထပ်ကောင်းတဲ့ content တွေ review ဗီဒီယိုတွေနဲ့ကျွန်တော်ပြန်ပြီးလာခဲ့ပါမယ်အားလုံးဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ် One eternity later အားလုံးပဲမင်္ဂလာပါ All Kicks ရဲ့ review ဗီဒီယိုလေးကြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ review လုပ်ပေးမယ့်ဖက်နက်လေးကတော့သိမကြသေးခင်မှာထွက်ထားတဲ့ Air Jordan 4 နဲ့ Nike Silverstar တို့ရဲ့ collaboration တရဖြစ်တဲ့ Air Jordan 4 Brick by Brick လေးပဲဖြစ်ပါတယ်အချို့သူတွေကတော့ဒီဖက်နက်လေးကို2025ရဲ့ Sneaker of the Year လို့တော့ပြောနေကြပြီပေါ့နော်ကျွန်တော်အတွက်ကတော့အဲ့လိုပြောဖို့အတွက်အရင်စောလို့နေပါသေးတယ်ဒါပေမဲ့ဒီ2025ဒီဟို review video တင်တဲ့ April လအထိထွက်ထားတဲ့ဖက်နက်တွေထဲမှာတော့ဒီဖက်နက်ကအကောင်းဆုံးလားဆိုရင်တော့ဒီဗီဒီယိုလေးရဲ့အပြီးမှာကျွန်တော်အဲ့ဒါလေးကိုဖြည့်ကြည့်ပေးသွားပါမယ်ဖက်နက်အကြောင်းလေးမပြောခင်မှာကျွန်တော် Nike Silverstar အကြောင်းလေးကိုအရင်ပြောပြချင်ပါတယ်ဒီ Nike Silverstar ဆိုတာတော့ဒါ Pro BMX ဟိုအားကစားသမားတယောက်ဖြစ်ပါတယ်သူဒါ Nike နဲ့ collab ခဲ့တာအခုမှမဟုတ်ဘူးနော်2009ရဲဖြစ်ပြီးတော့အရှိမ Maverick ပြီးတော့ Nike SB10 High တွေပြီးတော့ Air Force One ID လည်းရှိမယ်ပြီးတော့သူ့ရဲ့2018ကအကောင်းဆုံး collab လို့တော့ပြောလို့ရတယ် Air Jordan 1 High collab တွေရှိမယ်ပြီးတော့တိတ်မကြသေးခင်မှာထွက်ထားတဲ့ Airship ရှိမယ်ပြီးတော့မနစ်ကထွက်ခဲ့ပြီးတော့တော်တော်လေးလေးလူကြိုက်များတယ် Jordan 4 RM colorway ကတော့2ရောင်ရှိရပါတော့ဆိုပြီးတော့တောက်လျှောက် collab ခဲ့တာဒါပေမဲ့ဒီ Brick by Brick ဖက်နက်လေးကတော့ဒါသူ့ရဲ့ပထမအဆုံး Jordan 4 collab လေးပဲဖြစ်ပါတယ်ဒီဖက်နက်အကြောင်းမပြောခင်မှာဒီဖက်နက်ရဲ့နာမည်လေးကစပြီးကျွန်တော်ပြောချင်ပါတယ်ဒီဖက်နက်နာမည်ကို2025မှာ Brick by Brick လို့ပေးထားတာတော့နည်းနည်းလေးထူးဆန်းနေဗျာဘယ်လိုလဲဆိုတော့ကျွန်တော်တို့ဒီsneaker culture မှာပေါ့နော် Brick ဆိုတဲ့စကားလုံးကပြောရမယ်ဆိုရင်ဒီဖက်နက်တွေရဲ့မှာဖက်နက်တွေကလုံးဝ value မရှိဘူးပေါ့ value မရှိဘူးဆိုတာဘယ်လိုပြောရမလဲresale value မရှိဘူးဗျာပြီးတော့ဒီ Brick လို့ခေါ်လိုက်တယ်ဆိုဒီဖက်နက်ကဆိုင်နေမှာဆိုရောင်းမထွက်ဘူးအဲ့လိုလူတိတ်ကြိုက်လူကြိုက်မများဘူးဆိုတဲ့သဘောပေါ့နော် brick ဆိုတာအဲ့လိုနေရာမှာဒီဖက်နက်ကို brick by brick လုပ်ပေးတာတော့နည်းနည်းလေး ironic ဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုတော့ဒီဖက်နက်ကဟို retail နဲ့တောင်လုံးဝဝယ်ဖို့ chance မရှိလာဘူးပေါ့ကျွန်တော်တို့ဝယ်မယ်ဆိုရင် raffle မဲထည့်ရတယ်မဲထည့်ပြီးမဲပေါင်းမှသာကျွန်တော်ဝယ်လို့ရတာဆိုတော့ဖက်နက်ရဲ့ meaning က opposite တော့ဖြစ်နေတယ်ပေါ့နော်ဆိုတော့နည်းနည်းလေးတော့ရှိရပါတယ်ဒီဖက်နက်ရဲ့ story line တွေဘယ်လောက်ကောင်းလဲဆိုတော့ဒီဖက်နက်ဘူးကိုပဲကြည့်လိုက်ပါပြီဖက်နက်ဘူးဆိုရင်ဒီအုတ်လီခဲအတိုင်းကိုလောက်ထားတာပေါ့နော်အုတ်လီခဲအတိုင်းပုံစံနဲ့လောက်ထားတယ်ပြီးတော့ဖက်နက်ဘူးကိုပုတ်ကြည့်လိုက်မယ်ဆိုရင်သူကဟို text နည်းနည်းကြမ်းတမ်းတဲ့ texture လေးလည်းရတယ်ပေါ့အဲ့လိုအုတ်လီခဲပုတ်ကြည့်လိုက်ရင်ပြီးတော့ကြမ်းတဲ့ပုံစံလေးမျိုးရအောင်ဟိုလောက်ထားတာတော်တော်လေးကိုလှပါတယ်ဖက်နက်ဘူးကိုဖွင့်ကြည့်လိုက်မယ်ဆိုရင်လည်းဒီဖက်နက်ကိုဒီ plastic 8ရယ်ပြီးတော့ဒီ velcro လေးတွေလည်းပါတော်တော်လေးကိုဒီတွေလောက်ထားတာတွေ့ရပါတယ်အဲ့ပုံစံကတော့ဘယ်လိုမျိုးလဲဆိုတော့ဒီကျောက်အုတ်နီခဲတွေတည်မယ်ဆိုရင်လည်းဒီတိုင်းပဲ pin လေးတွေနဲ့ပြီးတော့じゃအဲ့လို velcro ကြိုးလေးတွေနဲ့ယူထားတာကိုပုံစံမျိုးလောက်ထားပါတော့တော်တော်လေးကိုလှပါတယ် okay ဖက်နက်လေးလက်ထဲရောက်လာပြီဆိုတော့ကျွန်တော်အမေးချင်ဆုံးမေးခွန်းကဘာလဲဆိုတော့ဒီဖက်နက်ကလိမ်ပေါ်အောင်လားအနီအောင်လားပေါ့နော်အဲ့လိုမေးမယ်ဆိုရင်တော့အဖြေနှစ်မျိုးဖြစ်နေပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အခုရိုက်နေတာဒါ artificial lighting လို့ခေါ်မှာပေါ့နော်အဲ့တော့ artificial lighting ထဲမှာဆိုရင်ကြည့်လိုက်မယ်ဆိုရင်တော့ဒါကဖက်နက်ကလုံးဝအနီရောင်ပဲဗျတို့အရောင်နှမျိုးရောနေပဲဆိုရင်လည်းအနီရောင်နှမျိုးရောနေတဲ့ပုံစံမျိုးပေါက်ပါတယ်ဒါပေမဲ့အပြင် lighting နဲ့ထွက်လိုက်မယ်ဆိုရင်တော့ဖက်နက်ကလိမ်ပေါ်အောင်နည်းနည်းလေးတန်းနေအောင်တွေ့ရတယ်ဗျအဲ့ဆိုတော့ဖက်နက်ကအနီရောင်လားလိမ်ပေါ်အောင်လားတော့ဒါ lighting ပုံမူတည်ရလို့ကျွန်တော်ပို့ပြီးတော့ပြောချင်ပါတယ်ဒါပေမဲ့အနီဘက်တော့ပို့ပြီးများပါတယ်ခင်ဗျာ material ရဲ့အကြောင်းပြောရမယ်ဆိုရင်တော့ဒီဖက်နက်မှာသုံးထားတဲ့ material တော်တော်များများတော်တော်လေးကို quality မြင့်ပါတယ်Nike က collaboration တော်တော်များများဆိုရင်ဒီ quality သုံးထားတဲ့ material တိုင်းကကောင်းပါတယ်ဒါပေမဲ့ဒီဖက်နက်ကတော့ချို့ collaboration တွေတက်ကိုပို့ပြီးကောင်းတယ်လို့ကျွန်တော်ခံစားနေရပါတယ်ဒီထက်ကောင်းတဲ့ material တွေကိုပြောပါဆိုတော့ဟို Dior collab တို့ LV collab တို့ပဲဒီထက်ကောင်းတဲ့ quality မျိုးကိုရနိုင်မှာပေါ့နော်ဆိုတော့ဒီလိုပေးထားတဲ့ retail နဲ့ quality နဲ့ကတော့တော်တော်လေးတန်တယ်လို့ကျွန်တော်ကတော့ခံစားရပါတယ်။ဖက်နက်ရဲ့အပေါ်ပိုင်းတော်တော်များများကိုဒီတော်တော်လေးဟိုနူးညံ့တဲ့ဒီ new back suede material လေးကိုတုံးထားပြီးတော့အဲ့ဘယ်လောက်ကောင်းလဲဆိုရင်ပေါ့နော်အနီးကပ်ပို့ကြည့်လိုက်မယ်ဆိုရင်အရှိပေးနောက်ပြီးဒီလို movement လေးကိုတွေ့နေရပါတယ်။ပြီးတော့ဒီဖက်နက်ရဲ့matte gut လို့ခေါ်ပါပေါ့နော်ဒီလိုနေရာလေးမှာဆိုရင်ဒါ Nike Silverstar ရဲ့ signature လို့တောင်ပြောလို့ရပါတယ်။သူ့ရဲ့ signature mini switch လေးပါမယ်ပြီးတော့ဒီ matte gut မှာပဲသုံးထားတဲ့ material လေးကကျွန်တော်ဖက်နက်တော်တော်များများမှာလုံးဝမမြင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီဖက်နက်ရဲ့နာမည်အတိုင်းဒီ brick ဆိုတဲ့နာမည်အတိုင်းအုတ်လီခဲနဲ့တူအောင်တမင်ကြမ်းတမ်းဖြစ်တဲ့ material မျိုးသုံးထားတာပါဒီဖက်နက်လေးရဲ့ရှာမှာတော့ထုံးစံအတိုင်းပဲဒီ German logo နဲ့ flight logo လေးကိုသုံးထားပါတယ်ဒါပေမဲ့ထူးထူးခြားခြားအနေနဲ့
ပြောင်းသွားတာဆိုလို့ကတော့ဒီရှားရဲ့အနောက်မှာပုံမှန်ဆိုရင်တော့ Air Jordan logo upside down ပုံစံပေါ့နော်ဒီမှာတော့ jordanviking.com 2017 upside down logo လေးကိုအစားပြန်သုံးထားပါတယ်ဖနက်ရဲ့နောက်မှာဆိုရင်တော့အားလုံးအကုန်လုံးလက်သိပြီးသားဖြစ်တဲ့ဒီ iconic Nike Air logo ပြီးတော့ဟို German logo နေရာမှာ by Air ဆိုပြီးတော့ပြောင်းပြီးသုံးထားပါတယ်Nike ကသူတို့ရဲ့ logo တွေကိုတောင်းတန်နဲ့ပြောင်းပေးတာအရန်ရှားရဗျတချို့ကတော့အလိုမျိုး meaningful ဖြစ်တဲ့ logo ကိုပြောင်းလိုက်လို့ပေါ့နော်တိတ်ပြီးမကြိုက်ကြဘူးဒီဒါကျွန်တော်ဒီ Nike Jordan 4 SP collab ပြောရတယ်အဲ့လိုပဲဒီအနောက်မှာဆိုရင်Nike SP ဆိုပြီးပြောင်းထားလို့တော်တော်များများမကြိုက်ကြဘူးပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကတော့ဘာမှသိမထူးကြပါဘူးရုပ်တရက်ကြည့်လိုက်မယ်ဆိုတော့ဒါကိုယ့်အတွက်ကို custom ထုတ်ထားတဲ့အတိုင်းပဲပေါ့နော်တော်တော်လေးကိုမိုက်ပါတယ်ဆိုတော့ Nike ကနောက်ပိုင်းသူတို့နဲ့ collab ထားတဲ့ဒီ artist တွေကိုအဲ့လို creative freedom ပေးလိုက်တာကတော့အထားတော်တော်ကြပါတယ်နောက်ထပ် detail တစ်ခုကတော့ပေါ့နော်ဒီနေရာလေးမှာဆိုရင်ဒါရိုးရိုး material နေရာမှာဒီ 3M reflective material ကိုသုံးထားတာကိုတွေ့ရပါတယ်ဒီလိုသုံးထားတော့လေဝင်လေထွက်လေးနည်းနည်းနဲသွားပြီမဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ detail လေးနောက်တစ်ခုပေါ့နော်ပြီးတော့ဖနက်ရဲ့ ASO မှာဆိုလဲဒါ Niger ရဲ့သူ့ရဲ့ကိုပိုင် brand ဖြစ်တဲ့ Go ဆိုတဲ့ logo ပါတယ်ပြီးတော့ Ace Release အနေနဲ့လည်း off white လို့လည်းပြောလို့ရတယ် cream blue လည်းပြောလို့ရတယ်ဒီလိုအကျိုးပုံတွေလည်းပါပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ဒီဖနက် shape လေးကိုပြောပါဆိုရင်ဒီဖနက် shape က1989လုံးဝ original Air Jordan 4 shape နဲ့တော်တော်လေးကိုစင်အောင်ထုတ်ပေးထားပါတယ်ဖနက်ရဲ့ tooling တွေကလည်း tooling တွေကဘာလဲဆိုတော့ဒီဖနက်ကိုပို့ပြီးတော့ performance ထအောင်လုပ်ပေးထားတဲ့ Korea လေးပေါ့နော်ဟိုမှာဒီလို back tab လေးဒီလို lace holder လေးဒီဟာလေးကိုပြောပါပေါ့ဒီဟာလေးတွေကလည်းအပုံမှန် Air Jordan 4 ကိုနဲ့တော့တူတူပါပဲဒီဟာကျွန်တော်တို့ကတော့ဒီလို tools တွေကောင်းတဲ့ဖက်နဲ့ကိုပြပါဆိုရင်တော့ဒီ Air Jordan 4 SP ပေါ့နော်အဲ့လို SP ဆိုဒီလို back tab တွေဆိုရင်တော်တော်လေးကိုပျော့ပြောင်းပြီးတော့အစီးရတာလည်းမနာဘူးပေါ့နော်ဒီအထက်က padding တွေပါဆိုလဲဒီ Air Jordan 4 SP ကတော့ဒီမနက်တဲ့ပူကောင်းတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဆိုဖက်နဲ့တရံလုံးလေးပါကိုလည်းကျွန်တော် detail လေးပြောပြပြီးဆိုတော့နောက်ဆုံးအနေနဲ့ on feed look လေးကိုကြည့်လိုက်အောင်ပါခင်ဗျာဖနက်ရဲ့ size လေးကိုကျွန်တော်ပြောပေးပါဆိုရင်တော့ကျွန်တော်ကပုံမှန် true to size US 9အောင်စီးပါတယ်ဒါပေမဲ့ Jordan 4တော်တော်များများကျွန်တော် US 9.5 စီးမှရပါတယ်ဆိုတော့ 0.5 ပုံမှန်ကိုစီးနေကြ size တဲ့ 0.5 တိုးစီးကိုကျွန်တော် recommend ပေးပါတယ်ဖနက်ရဲ့ comfort ကတော့အကုန်လုံးသိပြီးသားဖြစ်တဲ့အတိုင်း Jordan 4တွေကတော့လုံးဝ comfortable မဖြစ်ပါဘူးခင်ဗျာတနေ့ကိုကျွန်တော် Jordan 4 စီးမယ်ဆိုရင်3နာရီ4နာရီခက်ကျွန်တော်ပို့ပြီးမစီးနိုင်ပါဘူးအဲ့လိုစီးမယ်ဆိုဒီဖနက်ရဲ့ဒီ toe box နားလို့ပဲပြောရမှာအဲ့နားမှာအရန်ကိုကြက်လာတာကိုကျွန်တော်ခံစားရပါတယ်ဆိုတော့ comfort အနေနဲ့တော့မစီးတဲ့တရံမှာပြီးတော့ဖနက် aesthetic ကတော့အရန်ကိုလှပါတယ်ကျွန်တော် on foot မှာစီးထားတာဆိုရင်ဒီအနီကျိုးနဲ့ပဲဖြစ်ဖြစ်cream ကျိုးနဲ့ပဲဖြစ်ဖြစ်ဘေးကျိုးနဲ့မဆိုဘူးလှနေပါတယ်ဒါပေမဲ့ကျွန်တော်နှစ်ခုတည်းတစ်ခုယူခိုင်းမယ်ဆိုရင်တော့ကျွန်တော်တို့ factory ကလာတဲ့အတိုင်းဒီနေအောင် base ကိုပို့ပြီးသဘောကျပါတယ်Okay နောက်ဆုံးအနေနဲ့ဒီဖနက်ကို overall ပြောရမယ်ဆိုရင်ဒီဖနက်ရဲ့ shape လေးကလည်းမိုက်တယ်သုံးထားတဲ့ material တွေအကုန်နီးပါးလည်းအကောင်းစားလို့ပြောလို့ရတယ်ဖနက်ရဲ့ color way ကလည်းလုံးဝ fire ဖြစ်တယ်ပြီးတော့ stand out လည်းဖြစ်တယ် small detail သေးလေးလည်းအများကြီးကိုပါတယ်ပြီးတော့ဖနက် packaging ကလည်းလုံးဝ elite သူ့ရဲ့ storytelling ကလည်းဒါ collab လုပ်ထားတဲ့ Niger အတွက်လည်း meaningful ဖြစ်တယ်ကျွန်တော်တို့လို customer တွေအတွက်ကလည်းသူ့ရဲ့ story နဲ့သွားပြီး relate လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ all in all ဒီဖနက်ကလုံးဝ perfect ဖြစ်နေပြီးတော့ W collab လို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ဒီ review video အစမှာကျွန်တော်ပေးထားတဲ့မေးခွန်းဒီ2025မှာကနေ2025မှာထွက်လာတဲ့ဖက်နက်တွေထဲမှာဒီ April လအထိပေါ့နော်ထွက်လာတဲ့ဖက်နက်တွေထဲမှာအကောင်းဆုံးဖက်နက်လားလို့ကျွန်တော်ပြောမယ်ဆိုရင်တော့ personally ကျွန်တော်ကတော့ yes လို့ပဲကျွန်တော်ဖြေချင်ပါတယ်ဆိုတော့ဒီနေ့ review video လေးကိုကျွန်တော်ဒီနားလေးမှာပဲရက်လိုက်ချင်ပါတယ်ကျွန်တော်ရဲ့ဒီလို review video လေးတွေ content လေးတွေကိုကြိုက်တယ်ဆိုရင်like လေးတွေ real လေးတွေ share လေးတွေလုပ်ပေးသွားကြပါအောင်ခင်ဗျာreview video လေးတွေကိုလည်းကျွန်တော်တစ်နေ့တစ်ခါမှမဟုတ်ပဲပေါ့နော်တစ်လတစ်ခါလောက်ထိထွက်လာနိုင်အောင်ကျွန်တော်ကြိုးစားသွားပါမယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ် peace